Kita time season နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ Addison လို့ခေါ်ပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်ဝေးမျှခြင်းတဲ့အကြောင်းအရာကharmonic minor scale ပေါ့နော် harmonic minor scale လွန်ခဲ့တဲ့3နှစ်ကကျွန်တော် pentatonic scale ပြောတယ်ပေါ့နော်အခု harmonic minor scale ဒီຢာတွေကပြောတယ်နာကြီးရှုကြတယ်ပေါ့နော်အကျင့်လည်းကျင့်ကြမယ်လို့ညွှန်လင့်တယ်ယုံကြည်တယ်ဖြစ်ကျင့်စေခြင်းတယ်ဆိုပေမဲ့လို့ဒီ scales တွေက music တော့မဟုတ်ဘူးပေါ့နော်တရားလေးကိုတော့နည်းနည်းကွဲပြားစေခြင်းတယ်เนาะကျွန်တော်တို့တကူဂီတာတီးမယ်ဆိုရင် scales တွေတီးပြကြတဲ့ musician တွေရှိတယ်ဒါပေမဲ့တကယ်တမ်းကတော့ scales ထက် music ကိုတီးပြတာကို audience ကလည်းပို့ပြီးတော့နားထောင်ကြတာပေါ့နော်ဒါကြောင့်မလို့ဒီဟာဒါပေမဲ့ဒါတွေကမလိုဘူးလားဆိုတော့လည်းမဟုတ်ပြန်ဘူးဒါသူကဒီဂီတာနဲ့ကိုယ်နဲ့ရင်းနှီးဖို့လိုအပ်တဲ့အတွက်ကြောင့်မလို့ဒီ skills တွေကကျွန်တော်လေ့လာတယ်အတန်အနေနဲ့ရင်းနှီးဖို့လိုအပ်တဲ့အတွက်ကြောင့်မလို့ဒီ skills တွေကိုလေ့လာတယ်ဒီလိုမျိုးတော့ကျွန်တော်ကတော့ယူဆရပါတော့ဟုတ်ပြီ harmonic minor scale မှာကျွန်တော် A minor ပဲပြောမှာပါ A minor ထဲမှာပဲတီးတယ်သူကဘာ note တွေပါလဲဆိုတော့ A B C D E F A flat or G sharp ပြီးရင် A ပြန်ရအောင်ဟုတ်ပြီ A ချင်းတူတော့ကျွန်တော်အဲ့ဒါကိုမပြောတော့ဘူးအဲ့တော့ A B C D E F A flat ပေါ့နော်ခုနှလုံးပါမယ် A B C D အဲ့ဒါ A flat ခုနှလုံးနော် G မပါတော့ဘူးနော် G နေရာမှာ A flat ရောက်အောင်ဒါမှ G sharp ပေါ့နော်ဟုတ်ပြီဒါကကျွန်တော် A minor scale ထဲမှာလည်းတကယ်ပြီးညာဒါကို do re mi fa နဲ့ပြောမယ်ဆိုရင်ကျွန်တော်မှတ်တဲ့နီးကကျွန်တော် C ကို do အနေနဲ့မှတ်တယ်ပေါ့နော် do အနေနဲ့မှတ်ထားလိုက်မယ်ပြီးလို့ရှိရင် A minor က C ရဲ့ C key မှာ C က do A minor က la အဲ့တော့ A minor က la တန်ဖို့ဆိုတော့ la A က la ပေါ့နော်ခုနပြောLa Ti Do Re Mi Fa ဒီ note ကို C note So C လာဆိုတော့နော် C note SI C note တော့ခုနလုံးရှိမယ် La Ti Do Re Mi Fa C ပြီးလာနေပြန်ဆုံးဒါဆိုရင်ကျွန်တော်တို့ do re mi fa theme နဲ့ရအောင် do re mi fa themes ကဘာလို့လိုရလဲဆိုရင်အကယ်၍များ key change လိုက်ပြီခုက A minor နဲ့မတီးကျင်ဘူးကျွန်တော် E minor နဲ့တီးပြပါဆိုရင်ခုနပြောတယ် la ti do re mi fa fa C ဆိုတဲ့အဲမှာသွားလိုက်ရင်ဒါကြောင့် E minor ရဲ့ harmonic minor scale ကိုတီးလိုက်လို့ရတယ်ဆိုတော့ဒီဟာတော့ကျွန်တော်အသေးစိတ်မရှင်းပြတော့ဘူးเนาะလောဆယ်တော့ရှင်းရမယ်ဆိုရင်ပြီးလို့ရှိရင်ဒီခုနကျွန်တော်ပြောတဲ့ A B C D E F A flat နေရာကိုဘယ်လိုလုပ်မလဲဆိုရင်နောက်တစ်နေရာမှာလည်းအဲ့ဒီတန်ဖိုးတွေနဲ့ရှာပြီးတော့နောက် shape တခုပေါ့နော် shape ဆိုတာဒီလက်သွားတဲ့ပုံစံ shape ကိုထပ်ရှာလိုက်အဲ့တော့ဒါဆိုရင် A B C ပြီးဒီကောင်ဒီA B C တော့5ကျိုး12ကွက်မြောက်ပေါ့နော်5ကျိုး12ကွက်မြောက်ပြီးရင်ကျွန်တော်က G sharp ဖြစ်တဲ့အတွက်5ကျိုး12ကွက်မြောက်စမယ်ပေါ့နော်ပြီးရင်တစ်ကွက်ကြော်မယ် B C 12 14 15ပြီးရင်12
14 15 5ကျိုးနဲ့4ကျိုး12 14 15 12 14 15ပြီးရင်3ကျိုးမှာကြတော့73 14ဖြစ်သွားပါတော့ A B C D E F A flat A အဲ့ဒါလေးထပ်ဆင်းမယ်ဆိုရင် A 3ကျိုး14ကွက် A 12ကွက်က B 2ကျိုး12ကွက်က B 2ကျိုး73ကွက်က C ပေါ့နော်ပြီးရင်15ကွက်က D ပြီးရင်1ကျိုး12ကွက်ပြီးရင်1ကျိုး73ကွက်ပြီးရင်1ကျိုး16စက္ကူနောက်တစ်ပုံကဒီဟာကိုကျွန်တော်စပြီးတော့ harmonic minor scale တို့ပါလို့မသိသေးဘူးပေါ့နော်အဲ့ဒီချိန်မှာဖျားเจ้าအောင်ကိုတီးပြတာနားထောင်ပြီးသိလိုက်တာကျွန်တော်ဘယ်လိုမှတ်လဲဆိုတော့အဲ့တော့ကသူကဒီ A ရဲ့2ကျိုး10ကွာမှသူစတီးပြတာပေါ့နော်အကက်ရက်လေးတွေပေါ်တောက်သွားတာအဲ့ဒါလေးကိုစပြီးတော့A minor D နေပြီဆိုတော့အဲ့ဒါလေးတော့ D ဆိုတော့ဟုတ်ပြီခုနအဲ့ဒီ themes ထဲမှာပဲ A B C D E F A flat ထဲမှာပဲဘာတွေလုပ်လို့ရအောင်မလဲဆိုတော့ဒီကိုကနေကိုဂီတာမှာရှာတယ်ဘာလို့ကိုအောင်ရှာတယ်ညာလဲဆိုတော့ကျွန်တော်ပြောလိုက်ဟာလွယ်တယ်ဖြစ်သွားဒါပေမဲ့ကိုယ့်အကူရှာတာဘာအကျိုးရှိလဲဒီဟာသူနဲ့ကိုယ်နဲ့ရင်းနှီးတာဒါတွေက research လုပ်ထားပြီးသားတွေရှိပြီးသားပြီးတွေပဲဒါပေမဲ့အဲ့ဒါကိုထပ်ပြီးတော့ကိုယ့်အကူရင်းနှီးဖို့လိုပဲလေဟုတ်တယ်ဆိုတော့ကိုယ့်အကူတီးတယ်မှာကိုယ့်ရဲ့အမြင်တွေကလည်းရှိသေးတာကိုယ့်ရဲ့ idea အခုကျွန်တော်ပြောနေတာကျွန်တော် idea နဲ့ပညာရက်ကပါလေ harmonic minor scale ရှိပြီးသားရှာတွေ့တာပြီးသားဖြစ်ထားပြီးသားဒါကိုကျွန်တော်ကယူလာတယ်ယူလာပြီးတော့ကျွန်တော်တီးကြည့်တယ်ခုနကဆိုဟိုပေါ့တီးလုံးလေးတစ်ခုပေါ့နော်ဆွဲဆောင်မယ်ထင်ပြီးတော့တီးလုံးလေးတစ်ခု music ပိုင်းလေးတစ်ခုလုပ်လိုက်တယ်အဲ့ဒီဟာကို lesson အနေနဲ့ကျွန်တော်ပြောတယ်ကျွန်တော်အတွေးအမြင်နဲ့ခုနကပြောပညာရဲ့အချက်လက်နဲ့ပေါင်းပြီးတော့အဲ့ဒီလိုပဲဒီအချက်လက်ကိုပဲယူပြီးတော့ကိုယ့်ရဲ့အတွေးအမြင်ပါအဲ့ဒီတွေးမြင်ကိုထုတ်ဖော်နိုင်မယ်ဆိုရင်ပို့ပြီးတော့ပြင်မလားဒီပညာရပ်ပေါ်နားလည်နိုင်မှုကဘယ်လို evolve ပေါ့နော်မြင့်သွားတယ်တရားကြောင့်ကျွန်တော်လှုပ်စေချင်ခုနကကျွန်တော် E minor ဟိုကြားရင်လာဒီဒိုရီမီเนาะအဲ့လိုမျိုး so far နှုတ်နဲ့ကျွန်တော်မပြောဘူးဆိုတာရှာသေးတယ်လို့ကိုယ့်အောင်လှုပ်စေချင်တော့ A minor scale ကို3နှစ်လောက်ထားပြီးတော့ဘာလို့ဒီဟာကိုထပ်မပြောရလဲတော့ဥက္ကနာလို့ရှာသေးခြင်းလို့စာငတ်လာမယ်ဟော scale ကိုစာငတ်လာမယ်guitar lesson တွေကိုလည်းကြည့်တယ်အဲ့ထဲမှာထပ်ပြီးတော့စာငတ်လာမလုံလောက်နေဘူးဆိုရင်ဒါသိကြတယ်ဒီကောင်က guitar ကိုအရန်ခေါ်နေခေါ်နေကြမှာဘာလို့တော့သင်မဲ့လို့မရှိဘူးကွာဒီ that easy to give up လေအဲ့ဒီဟာကိုကြော်လွန်ပြီးတော့ကိုယ့်အကိုအဖြေရှာပြီးကိုယ့်အကိုကွာဘာဖြစ်လဲကွာဘသူမှတီးတာနားတော့ကောင်းတယ်အားလုံးကလက်ခံဟိုဘယ်လိုခေါ်မလဲလက်ခံမှာပဲလေဆိုတော့ကျတော့အမြင်ကြီးကပြည့်နေတော့ဆိုလိုချင်ကိုနီးကွာတယ်ကိုယ့်အကိုဘာလုပ်လို့ရအဲ့ဒီဘက်လေးကိုလည်းသွားစဉ်းစားနေခြင်းနဲ့သွားစီခြင်းနဲ့ဒီဟာကဟိုဘယ်လိုခေါ်မလဲကောင်းမွန်တဲ့အရာလို့လေအဲ့ကျွန်တော်လက်ခံတယ်ပေါ့နော်ယုံကြည်တယ်ပေါ့ဒါကြောင့်မလို့စဉ်းစားနေရင်သွားနေရင်လည်းတင်မင်းမဲ့လူရှိလားโอเคတင်မင်းမဲ့လူရှိရင်တော့ဒါခုနကချက်လက်တွေတီးဖို့ခက်နေဟုတ်ပြီမရှိဘူးမရှိရမှာကောင်းအောင်ရှာမယ်ဒီအဲ့ဒီချိန်မှာ unique ဖြစ်တဲ့ talent တွေကထွက်ပေါ်လာအဲ့ဒါတင်တိုင်းလေခုနကပြောဆိုတင်ညာကြီးကိုလည်းဒါကြီးမမီခိုးစီကြဘူးနော်ကိုအောင်လည်း
စဉ်းစားရှာကြံပေးတာဖြစ်ပါတယ် harmonic minor scale ပေါ့နော်အဲ့ထွင်တာကဖန်တီးတာပေါ့နော်ထွင်တယ်ဆိုတော့ဖန်တီးတာဟုတ်ပြီဘယ်ကစမလဲဘယ်လိုကို fine or inner music ကိုဘယ်ကစမလဲအကောင်ကနီးလန်းနေတော့ရှိမှာပေါ့နော်ကျွန်တော်ကတော့ကိုလောက်ခဲ့တဲ့ဟာနဲ့ပဲကိုပြောမယ်နိအဲ့ဒါကိုအဓိပ္ပာယ်ရှိပါလေဆရာကြောင့်ဦးလေးဆရာပေါ့နော်သူကဘယ်ကစလဲဆိုတော့ဘာမှကျွန်တော်နည်းနည်းအဲ့လိုဒီလေးတွေတီးတက်လာတဲ့အချိန်မှာဟုတ်ပြီ1 2 3 4ဆိုပြီးတော့ထားတာအော်ဘာဒီမလဲအော်ဘာဒီအလွယ်ပြောရင်တော့ရှောက်တီးတာနေစပြီးတော့တန်စင်လေးတွေထွက်လာတယ်တန်စင် phrase လေးတွေပေါ့အဲကျွန်တော်စကားစုလေးတွေထွက်အဲ့လိုတော့တန်စင်စုလေးတွေထွက်လာမယ်အဲ့ဒီထွက်လာတဲ့ဟာလေးတွေကိုကျွန်တော်တို့က music အပိုင်းစာလေးတွေကိုမှတ်ထားပြီးတော့ဟိုကိုလှုပ်ချင်တဲ့နေရာမှာစအသက်အရွယ်ရတော့တချင်းအတန်စင်ရင်ထွက်တာဗျာတန်စင်ရင်ထွက်တာသိကြတယ်ပြီးမှစာသားဆိုတာကကိုထိတွေ့ခံစားလာတဲ့များကိုစာဖတ်တာနဲ့များဒီဘောဟာရကျွယ်ဝလာတာနဲ့များနော်စုပတ်ဝန်းကျင်အတန်ဒီစုပြီးတော့စာသားဆိုတာဖြစ်တာဒါမှမဟုတ်ကိုက emotional တခုကိုကြုံလာတဲ့အချိန်မှာစာသားဆိုတာဖြစ်တာလောလောဆယ်မှာတော့တန်စင်ပဲရင်ထွက်တာဟုတ်ပြီအဲ့ဒီတန်စင်ကိုပဲရှာဖို့ကခုနကပြော1ဘာပေးမလဲအဲ့တော့ဘာပေးမလဲတန်စင်ကတော့ချိုးကြနေလဲကြာနေမကြာနေလဲမကြာနေအဲ့ဒီဟာစာပြီးတော့စာပြီးဖြစ်ပေါ်လာတာအဲ့ဒါကိုနောက်ပိုင်းနည်းနည်းတီးတက်လာတဲ့များဘာလုပ်လဲဆိုတော့ဒီဖုန်းတွေပေါ်လာတဲ့အချိန်မှာကျွန်တော်ကဘာလုပ်လဲဆိုကိုလေ့ကျင့်တဲ့ skill တခုပါဥပမာအခုကျွန်တော်က A minor ကိုပေးတယ်ဟုတ်ပြီအဲ့ A minor နဲ့ပတ်သက်တဲ့ round chord တခုအဲ့ဒါကို record လုပ်လိုက်တယ်ဖုန်းမှာဟိုအကြမ်းမြင် record လုပ်လိုက်တယ်ပြီးရင်အဲ့ဒါကို2 round လောက်ပတ်လိုက်တယ်ဗောနော်ကိုဘလောက်10မိနစ်စာတီးနေတာ3မိနစ်စာကြည့်နေတာပတ်ပြီးတော့အဲ့ဒီတွေမှာခုနကလိုက်တီးတယ်တီးပြီးတော့ရှောက်တီးနေရပဲကောင်းချင်လည်းကောင်းမစိုးချင်လည်းစိုးမယ်အဲ့မှာဖြစ်လာတဲ့ဟာကိုဒီနာလေးကမိုက်တယ်စတယ်အဲ့လိုလေးမိုက်တယ်ဆိုရင်အဲ့ဒါလေးကိုကျွန်တော်မှတ်ထားလိုက်အောင်သဘောတကွကျွန်တော်ဗာတွေ့လဲဆိုရင်အမှသူကဒိုရေဆိုရင်ရေဆိုရင်ကျွန်တော်ကျိုးတွန်းရမယ်ရေကနေမီကိုတွန်းတဲ့အတန်လိုက်ဖတ်တယ်ပြီးရင်ဆိုတွန်းမယ်ဆိုကနေလာအောင်တွန်းတာပြီးရင်တီရနေတို့တွန်းဒါတီရနေတို့တွန်းပါပြီးရင်ခုနကဆိုကနေလာစားရပါတော့ဒါအဲ့ဒီအလေးကျွန်တော်မှတ်ထားလိုက်အောင်မှတ်ထားပြီးတော့ရေးကြောင်းပဲဘာလာမလဲဆိုတော့ okay ဆိုတွန်းလိုက်မကိုက်ရင်လည်းကိုက်အောင်ကြာကြာမကိုက်ဘူးမကိုက်တဲ့ညရင်လည်းဟိုခက်တန်လည်းမာပြီးတော့ဆက်တွန်းလာတာပေါ့နော်တော့သူ code လေးချိန်သွားရချိန်မှာပြန်ကိုက်သွားမျိုးလည်းရှိတယ်ပေါ့နော်ဒါကတော့အခုကတချင်းဖွဲ့စည်းပုံ code ဖွဲ့စည်းပုံပေါ့နော်အဲ့တော့အဲ့ဒါလေးကျွန်တော်မှတ်ထားပြီးတော့ lead တီးတဲ့ခါကျရင်ဘာနည်းရမလဲမသိဘူးသွားတွန်းလိုက် bluesy sound လို့ဖြစ်သွားတာပေါ့နော်ဒါလည်းနားထောင်อ่ะပေါ့နော်ကိုကနားလည်းနားထောင်ရတယ်လေရှင်းနေလည်းနားတော့ကိုကဂီတာတီးမယ်ဆိုဂီတာတောင်အဓိကထားပြီးနားထောင်ရတော့အဲ့လိုသွားရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ inner music ကဘယ်လိုထုတ်မလဲဆိုရင်ကျွန်တော်ဒီကစားတာပဲ
scale တခုတည်ပါမယ်ဆိုတော့အဲ့ဒီ scale ရှောက်နီးနေရှောက်နီးနေအဲ့ပြီးတော့မှာပြန်ပေါင်းမှတ်ထားဒီနားလေးတည်ရင်ဘယ်လိုကောင်းမလဲလို့သွားတယ်ပြီးတော့အပိုင်းစာလေးတွေသွားဆက်တာပေါ့ဒီပိုင်းစာလေးဆက်တခါကြလည်းမလိုဘူးကိုလောက်ပါများတော့ကျွမ်းကျင်လာတာပေါ့နော်အဲ့ဒီသဘောပဲကျွမ်းကျင်လာတဲ့ချိန်ကျတော့လည်းဘယ်လိုတော့တခါလည်းဘယ်ဆက်ပြီးသွားတဲ့ဟာလေးလည်းရှိတယ်ဒါကတော့ဒီဘက်ထွင်နေတဲ့လူတွေအတွက်ပေါ့ကိုဘယ်လိုဒီကကိုရှာလဲဆိုရဲ idea တခုကို sharing လုပ်တာဖြစ်ပါတယ်Okay ခုက Do Re Mi Fa 12လုံးC ပေါ့နော်5ခွက်မြောက်3ကြိုး Do Re Mi Fa Fi So Si La Ta Di Do Do Di Re Ma Mi Fa Fi So Si La Di Do ဒီစနှလုံးတော့အဲ့ဒီစနှလုံးကဒီ music တွေတခြင်းတွေအတန်တွေရဲ့အချုပ်ပေါ့နော်အားလုံးဒီစနှလုံးထဲမှာပဲရှိတယ်စနှလုံးအမြင့်သွားတာရှိမယ်နေသွားတာရှိမယ်เนาะအဲ့လိုရှိမယ်ပြီးလို့ရှိရင်ကျဲတာတိုးတာဖြော့တာပြင်းတာအစားပြင်းမျိုးပြောင်းလဲတီးခတ်ပြီးတော့တန်နေကိုသွားနေတယ်ဒါပေမဲ့တကယ်တမ်းသိမ်းလောက်လိုက်ရင်เนาะ12လုံးပဲရှိတယ်ကျွန်တော်ထင်ပါတယ်အဲ့ဒါရေထဲကအတန်ကြီးမကြောက်ဘူးဒီလိုဖြစ်နေအဲ့ဒီ12လုံးထပ်ပို့ပြီးတော့အသစ်တစ်ခုလုံးမယ်ဆိုရင်တော့ I think underwater အတန်ကြီးရတယ်တနေ့တော့တစ်ပေါ်မယ်ထင်တာရောက်ပြောတာပါပြောဖို့ကောင်းတယ်ပြီးကြရင်အဲ့ဒါကဒီအဲ့ဒီမှာတော့ခုနက skills တွေကဘယ် note တွေကိုမတီးဘူးဘယ် note တွေကိုတီးမယ်အခု harmonic minors ကိုရင်ခုနှလုံးအဲ့ဒီထဲမှာစနှလုံးထဲမှာခုနှလုံးရွေးလိုက်တယ် panel လုံးနဲ့ဆို5လုံးရွေးလိုက်တယ်အဲ့လိုမျိုးပဲကိုယ့်ရဲ့လုံးချင်တဲ့ဟာကိုတွဲကြည့်ပေါ့မှာ3လုံးလောက်လုံးမလား4လုံးလောက်ပေါ့ရှောက်လို့ကြည့်ဘူးမှတကယ်တော့မတတ်မှတ်ထားဘူးအတန်ကောင်းရတယ်ဒါကြီးကိုလက်ခံပါတယ်ဖြစ်သွားလို့လားဘယ်လိုလဲဆိုဒါကိုစာပေအနေနဲ့တင်စားအတည်ပြုကြတယ်။ကဲတော့ဟိုလိုခေါ်မယ်ကိုလည်းလုံးချင်ရှာလို့ရကိုကြိုက်တဲ့စနှလုံးပေါင်းပြင်လူစုဒါလက်ခံလားနားလေလူစုသူကလက်ခံတယ်ကောင်းတယ်ဆိုရင် scale တခုဖြစ်သွားတာပဲ။တင်မလားဒါ Do Re Mi Fa ဖြစ်ပါတယ်။